အားလုံးပဲမင်္ဂလာပါအနီမေထောင်းကနေကြိုဆိုလိုက်ပါတယ်ဒီမိုစရာထဲကဟာရှိရာရဲ့ထဲမှာ Miss ဟာရှိရာမွေးရှိရိုထိုကီတိုကအကျဉ်းဆုံးဖြစ်လာနိုင်ပါတယ်ဟုတ်ပါတယ်မွေးရှိရိုကအကျဉ်းဆုံးဟာရှိရာဖြစ်လာနိုင်ပါတယ်ဘာဖြစ်လဲဆိုတော့ပထမဆုံးအချက်အသက်ငယ်ငယ်လေးနဲ့စကေးကျန်းတာပါပါရမီလည်းအပြည့်ပါပါတယ်မွေးရှိရိုကဓာတ်ကြိုက်ပြီး2လထဲမှာတင်ဟာရှိရာတယောက်ဖြစ်လာတာပါတကယ်မွေးရှိရိုရဲ့အတက်က14နှစ်ဖြစ်ပြီး main character တန်းကြီးတို့ထက်တောင်မှပုံငယ်ပါတယ်ဒီအသက်အရွယ်နဲ့ဓာတ်ကိုင်ပုံတွေအသက်ချုပ်နီးစနစ်တွေကတော်တော်လေးကောင်းမှုပါတယ်ဒါမဲ့မွေးရှိတော့က stress ပိုင်းနဲ့ physical ပိုင်းမှာတော့အားနေပါတယ်ဒါကလည်းသူအသက်ရင်နဲ့မလို့အဖြစ်ပြောလို့မရပါဘူးအခုလက်ရှိ hashira ထဲမှာ geomet ဟိမေချီမာကအကျန်းဆုံးဆိုပေမဲ့မွေးရှိတော့တဲ့အသက်ကြီးလာဖို့အချိန်နဲ့ရမယ်ဆိုရင် hashira ထဲမှာအကျန်းဆုံးဖြစ်လာနိုင်ပါတယ်ဒါကကျွန်တော်ရဲ့ထင်မြင်ချက်တက်ဖြစ်ပြီးလွတ်လပ်စွာဝေဖန်ဆွေးနွေးနိုင်ပါတယ်မွေးရှိတော့ကဖြူဖြပြအသားအရောင်ပိန်ပါတဲ့ခန္ဓာကိုယ်နဲ့အရက်ပုတ်ပုတ်ကောင်လေးတယောက်ပါဝိဆောင်မှာဆိုရင်ဒီမုံကသူ့ရဲ့ခြေထောက်လှုပ်ရှားပုံမြင်ရအောင် oversize ဒီမုံစရဲ့ uniform ဝတ်ထားပြီးစပင်ထိတ်မှာကမိုးရအောင်ရှိပါတယ်သူ့ရဲ့နီရွှင်းအရောင်ကအဖြူအောင်ဖြစ်ပြီးတခါတလေ anime ထဲမှာ diamond blue ရောင်မြင်ရပါတယ်ဒါမှရေထိုးထားတဲ့စာကတော့ Akimensetsu describe ဒီမုံဖြစ်ပြီးမြန်မာလိုဆိုရင်နတ်ဆိုတက်ဖြတ်ခြင်းလို့သိပ္ပယ်ရပါတယ်မူရိုရဲ့စိတ်တွေကလွတ်မြော်နေတတ်ပြီးအမြဲတမ်းပါမိတဲ့ကောင်လူတယောက်ပါဒါအပြင်သူလုံးလုံးမဲ့အရာတွေကလည်းချက်ချလက်ချနဲ့ရုပ်တရှိတဲ့အရာတွေကြီးပါပဲမူဟီရိုက2လတည်းနဲ့ဟာရှိရာဖြစ်လာပြီးဟာရှိရာရဲ့ထဲမှာအပါမောဒီမုံကိုတယောက်တည်းတက်ဖြတ်နိုင်ခဲ့တဲ့ဟာရှိရာတယောက်လည်းဖြစ်ပါတယ်ဒါနဲ့ကျွန်တော်ဗီဒီယိုလေးတွေကိုသဘောကျလို့ရှိရင် channel ကို subscribe လုပ်ပါပြီး notification ကိုလည်းနှိပ်ခဲ့ပေးပါဦးဗျကဲ Miss Breeding အကြောင်းမတွားခဲ့မူဟီရိုရဲ့ fact အချုပ်ကိုတွားကြရတာပေါ့ပထမတစ်ခုကတော့ဒီမွန်စရာတွေကသူတို့ရဲ့စိတ်ဆုံမှာထိုင်လို့ရှိရင်ဓာတ်ကိုညာဘက်ခြမ်းမှာထားပေးမယ်မွေးရှိတော့ကဘလို့အချိန်နေမှာပဲရောက်သူ့ရဲ့ဓာတ်ကိုဘက်ဘက်ခြမ်းမှာပဲထားတာပါဘာလို့လဲဆိုသူကဘလို့အချိန်နေပဲဖြစ်ဖြစ်အပြည့်အဝမယုံကြည်တာကြောက်ပါဒါကြောင့်လဲဟန်နကိုဝင်ပြီးတိုက်ခဲ့တဲ့အချိန်မှာသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးနေပါပြီဒါကကျွန်တော်မွေးရှိတော့ဘာဖြစ်လို့စောင့်ရင်ကြိုက်တယ်ဆိုတဲ့အချက်ပါဒုတိယဖက်ကတော့မွေးရှိတော့ကအခြားဟာရှိရာတွေကိုဘလို့မြင်လဲဆိုတော့ရှင်နိုဘူမာကနူးညံ့တဲ့အပြုံးကြီးကိုပြန်လာခဲ့တဲ့တူပါတယ်တဲ့ပြီးတော့ရှင်နိုဘူလည်းလေးစားပါလေဘာလို့ဆိုသူတန်ရရတိုင်းကုတာပေးလို့ပါခီးကိုကြတော့သူ့ရဲ့ဒီဇိုင်းကြောင့်အလှဆင်ပြီးပေးများတယ်လို့ထင်ပါတယ်တန်ကန်ကိုတော့ခေါင်းအမြဲတမ်းကုန်လို့မြောင်းနေတူပါတယ်တဲ့ရန်ကိုကိုကြတော့သူ့ရဲ့အတန်ကြောင့်ဈေးကွက်နဲ့တူပါတယ်တဲ့ပြီးတော့ရန်ကိုလည်းအရန်ချစ်ပါတယ်ဘာလို့ဆိုသူ့ကိုဂယူးဆိုင်ပြီးလို့ပါအိုဘားနိုင်အောင်ကြတော့သူ့ရဲ့မျက်လုံးတွေကြောင့်တောကြောင်နဲ့တူပါတယ်တဲ့ပြီးတော့အိုဘားနိုင်ရဲ့ဓာတ်စကေးကိုလည်းအရန်တဘောကြပါတယ်မီဆိုတွေကြတော့အပန်းအောင်ချက်နဲ့တူပါတယ်တဲ့ပြီးတော့သူချက်ကျွေတဲ့အစားအစာတွေကိုလည်းတဘောကြပါတယ်စားနေမျိုးကိုကြတော့သူ့ရဲ့တန်ရတွေကြောင့်မြေခွင်းနဲ့တူပါတယ်တဲ့ပြီးတော့ဂီယိုမဲုံတော့သူ့ရဲ့တန်မာလာတဲ့အင်အားကြောင့်ဝုံဝုံနဲ့တူပါတယ်တဲ့ပြီးတော့ဂီယိုမဲနဲ့တိုက်ခတ်ရတာကိုတဘောကြပါတယ်ကဲဖက်တွေကတော့ဒီလောက်ပါပဲမွေးရှိုရဲ့ Miss Breeding ကိုဆက်ပြီးသွားကြတာပေါ့ Miss Breeding က Win Breeding ကနေဆင်းသက်လာတဲ့ breeding style တစ်မျိုးပဲဖြစ်ပါတယ် Miss Breeding ကမထင်မရှားဖြစ်မှုနဲ့မြူနှင်းတဲ့ပေါ်အခြေခံပြီးတော့ရန်သူရဲ့အမြင်အာရုံကိုနှောက်ယှက်နိုင်တဲ့ breeding style တစ်မျိုးပါ Miss Breeding Casimino Guki မှာ found စုစုပေါင်း9ခုရှိပါတယ် First of all low cloud distance hits Shitan Takasumi ဒီဖောင်မှာတော့မူရှိတော့ကအရှက်ကိုဓာတ်ကြပြပြင်းနဲ့တစ်ချက်ထိုးလိုက်မှာပဲဖြစ်ပါတယ် Second found Eclair Mid Yai Kasumi ဒီဖောင်မှာတော့မူရှိတော့ကအားပြင်းတဲ့ဓာတ်ချက်ရှေ့ချက်ကိုတပြန်နဲ့တည်းခုတ်လို့မှာဖြစ်ပါတယ် Third found Scaranime Special Casino Shibuki ဒီဖောင်မှာတော့မူရှိတော့ကစောက်ဝိုင်းပေါင်ဓာတ်ချက်ကိုလှည့်လိုက်မှာဖြစ်ပြီးတိုက်ခိုက်တဲ့မြအရာအလုံးကိုကာဝယ်မှာပဲဖြစ်ပါတယ် Fourth found Shifting Flow Flash Ilioki ဒီဖောင်ကတော့မူရှိတော့ကရန်သူရဲ့အောက်ခြေကနေတဆင့်တိုက်ခိုက်မှာဖြစ်ပါတယ် Fifth found Zero Clouds and Hits Casino Umi ဒီဖောင်ကတော့မူရှိတော့ကရန်အရှိကိုပြေးဝင်သွားပြီးဓာတ်ချက်ပေါင်မြင့်မြတ်စာနဲ့တပြားနိုင်တဲ့တိုက်ခိုက်မှာဖြစ်ပါတယ် Sixth found Luna Display Miss Casino Casio ဒီဖောင်ကတော့မူရှိတော့ကလေပေါ်မှာပဲလာရမြအရာအလုံးကိုတပြန်နိုင်တဲ့တိုက်ခိုက်မှာဖြစ်ပါတယ်ဒီဖောင်ကလည်းတော်တော်လေးကိုအပြည့်စည်များတဲ့ဖောင်ဖြစ်ပါတယ် Seven found Oscar Class Obodo ဒီဖောင်ကမူရှိတော့ကတည်တင်ထားခဲ့တဲ့ဖောင်တစ်မျိုးပါဒီဖောင်မှာကနှိမ့်သက်တရောင်ရှိပြီးရန်သူတလာတိုက်ခိုက်တဲ့အခါမှာမြူနစ်နယ်ပြေပြောင်းလဲသွားမှာပါမှန်တော့မူရှိတော့ကနှိမ့်နေတာမဟုတ်ဘဲနဲ့အမြန်နှုံးထက်ကိုပိုးတဲ့အမြန်နှုံးနဲ့ရွေ့လျန်းနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ရန်သူကထင်အောင်ထင်မှတယ်ဖြစ်ပြီးတကယ်မျိုးတွေဝိုင်းခံရတဲ့လိုမျိုးခံစားစေမှာပါကဲဒါကတော့မူကြီးတို့ဘယ်လောက်ထိကျန်းနေနဲ့ Miss Breeding နဲ့တိုက်ခိုက်ပုံတွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်အားလုံးလည်းကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ See you